မေနေတာမလေးဖရားရဲ့မျက်ခုံးမွေးလည်းမဆွဲရသေးနှခမ်းကြီးလည်းမစိုးရသေးဒီနေ့ဟိုအမရဲ့ယောက်ျားကိုငါရှာပေးရအောင်နော်ခဏလေးနေတော့ငါဟိုဖုန်းတစ်လုံးသွားယူပြီးအဲ့အမယောက်ျားပုံကပြရှာအောင်ဖုန်းထဲမှာဟာလက်ဆရာနဲ့ကြဒီအမရဲ့ယောက်ျားကိုငါရှာပေးမှာနော်ဒီလူကိုထိုင်းမှာတွေ့တဲ့လူများပြောပေးကြပါလို့နော်သူ့ရဲ့သမီးလေးတွေသူ့ရဲ့သားလေးတွေသူ့ရဲ့မိန်းမတွေရှာနေတယ်လို့နော်မသူ့ရဲ့သားလေးရောသမီးလေးရောချစ်စရာလေးပြဟဲ့နင်ဒီပို့တွေ့လို့ရှိမှနင့်သားလေးနော်နင့်သားလေးနင့်ကိုရှာနေဟဟလားနော်မပြီးရင်နင့်မိန်းမငါပြအောင်မနင့်မိန်းမနဲ့ခလေးနော်ရှာနေတယ်ဒီလားနင်နောက်မိန်းမယူလို့ရှိရင်လေပတ်စံလေးပါလေးပို့ခါနင်ကိုပို့ပေးလိုက်ရထိုင်းကိုရအောင်ပို့ပေးလိုက်တာသူတို့မှအကျွေးတွေနဲ့ဟာနော်အဲ့တော့အဲ့ဒီဟာလေးကိုနောက်မိန်းမယူပါလဲယူတာပေါ့နော်ကိုပို့ပေးလိုက်တဲ့အကျွေးတော့စက်အောင်ဟာနင်ကလေးနှစ်ယောက်ကိုလည်းနင်ထောက်ပံ့အောင်ဟာနော်အဲ့တော့ဒီတိုင်းနေမနေနဲ့နော်နောက်မှနောင်တမရနေဟေးနော်မိန်းမအစ်စ်ယူရင်နောက်ထပ်ကလေးမွေးရတော့မှန်နေဟာဒါပေမဲ့လူစီဆိုတာရှိတယ်နော်ဖေးတယောက်ရဲ့တာဝန်ကြေဟာနော်အသုံးမကျတဲ့ယောက်ျားတော့အဖြစ်မခံနဲ့နောက်မိန်းမလည်းအတူတူပဲနင်တွေ့ရင်ကိုချင်းဆောင်နင်ကိုယ်တိုင်လည်းသူများလင်ကိုယူထားနော်အဲ့တော့ဟိုမှာတားကြီးမယားရဲ့မျက်ရည်ကြီးငယ်ကြတယ်နော်အဲ့ဒါလေးကိုတစ်ချက်လောက်ဆက်သွယ်လိုက်အောင်လို့ငါအဲ့ဒါပြောပေးနေတာသူများလင်ကိုလိုက်ရှာပေးနေတာဟုတ်သေးပါ